အကျွေးဆက်မယ်လို့အဆိုပြုလိုက်တယ်။လူကပထမတော့ငင်းချင်ပေမဲ့ခန္ဓာကိုယ်တစ်ခုလုံးပြန်ပြီးအားနေသွားတယ်မိန်းကလေးကချက်ချင်းဝင်ထောက်ပံ့လိုက်တယ်။အဲ့ဒီအချိန်မှာလူကသူမထဲမှာတစ်ခုခုမတူညီတာကိုခံစားလိုက်တယ်သူခန္ဓာကိုယ်လည်းပြန်ပြီးအားပြန်ဝင်လာတယ်ဒါကြောင့်သူမကိုအိမ်ပေါ်ဖြစ်လက်ခံလိုက်တယ်။မိန်းကလေးကလူနဲ့အတူမက်ရှင်းကြီးကိုလိုက်သွားချိန်မှာအလွန်စိန်ခံတဲ့အိမ်ကြီးကိုမြင်ပြီးအံ့ဩသွားတယ်။အဲ့ဒီအချိန်မှာလူကအိမ်ထဲမှာထူးဆန်းတဲ့မိန်းမအုပ်စုတစ်စုကိုတွေ့လိုက်တယ်။သူကချက်ချင်းသူတို့ရဲ့ပန်းရွက်ပုံမွေးရပါအမှတ်တွေကိုဖျက်ပစ်ပြီးလှည့်ကွက်တွေကိုဖော်ထုတ်လိုက်တယ်။သူတို့ဟာငွေကြေးချမ်းသာတဲ့မိသားစုတွေဝင်ရောက်ချင်လို့လှည့်စားနေကြတာဖြစ်တယ်လူကအားလုံးကိုထုတ်ပစ်လို့မိန်းကလေးကဘာကြောင့်အဲ့ဒီမိန်းမတွေအမှတ်တူလောက်ကြတာလဲဆိုတာနားမလည်ဘူးသူမကိုယ်တိုင်လည်းကိုပေါ်ကပန်းရွက်ပုံအမှတ်ကိုဖယ်ရှားဖို့စဉ်းစားလိုက်တယ်လူကသူမအလုံးမလုံးဘူးလို့ထင်လိုက်တယ်စိုးရိမ်သွားတဲ့မိန်းကလေးကမြေပြင်ပေါ်လှည့်ပြီးကျမ်းပြင်ကိုဆက်လက်ပို့တိုက်တယ်ဒီကျမ်းပြင်ကိုမင်းမျက်နှာမြင်ရအောင်တန်ရှင်းစေမယ်လို့ပြောလိုက်တယ်လူကလှုပ်ဝက်ပြီးပြုံးမိလိုက်တဲ့အဖွားကတော့အလွန်အံ့ဩသွားတယ်။ဘာကြောင့်လဲဆိုတော့ဒီမိန်းကလေးဟာသူ့မြေးကိုပထမဆုံးအကြိမ်ပြုံးစေနိုင်တဲ့မိန်းကလေးဖြစ်နေတယ်လို့ပဲ။